ခေတ်တွေဘလို့ပဲပြောင်းမြမလူငယ်တွေရဲ့နှလုံးသားထဲမှာအခုထိနေရာယူထားတဲ့ JDM Legend တစ်စီအကြောင်းပြောပြမယ်အဲ့ဒါဘာလဲဆိုတော့ main ကလေးတွေငေးရတဲ့ Toyota Mark II 99 JZX 100ပဲပြောဒီကောင်ကဘာလို့နာမည်ကြီးတာလဲအထဲမှာပါတာကနတ်ဖျားလိုတောင်တင်စားကြတဲ့ 1JZ GDA engine ဒီမှာတာဘိုတန်ကကြားလန်ကိုဖျားခြင်းစရာ Swatch shoes ဆိုတဲ့တန်ကြရင်ဘေးကကောင်မလေးကမင်းကားကိုပဲငေးနေမှာ drift ဆွဲမလားလမ်းလေကောင်မှာ donut ဝိုင်းမလားနောက်ပြီးရဖြစ်တဲ့အတွက်မင်းရဲ့တက်တူးတွေထက်ဒီကားရဲ့တာယာတွေကလမ်းပေါ်မှာပို့ပြီးအထာကျနေမှာဒါပေမဲ့တတိထားနော်ဒီကောင်ကမင်းရဲ့ချစ်သူတဲ့ပို့ပြီးကြည်ကြတတ်တယ်စီစားနှုံးကတော့ပြောမနေနဲ့တော့စီဆိုင်ရှိဖျက်ရင်ကားကသူ့ကိုလို့လဲထွက်သွားတာစီထဲဦးဆိုတဲ့သဘောပဲပြီးတော့မြန်မာပြည်ကကုန်းကျော်တနက်ရဲ့ပေါ်တက်ရင်လေတတိထားအောင် body kit တွေကမြေကြီးနဲ့ကပ်နေတော့ကြိတ်ကျက်ဆိုတဲ့တန်ကြရင်မင်းနှလုံးသားတွေကအသားစီတွေဖြတ်ထွက်သွားတယ်လို့ခံစားရလိမ့်မယ်ဒါပေမဲ့ဘ ഹു တုဒအနေနဲ့ပြောရင် Mark II ဆိုတာ maintenance အရန်လွယ်တယ်အပေါ်ပစ္စည်းကပွားမှာပေါ့မြန်မာပြည်ကဘယ် workshop ပဲသွားတော့ဆရာကြီးတို့ကမျက်စိမှိတ်တောင်ပြင်ပေးလို့ရတယ်ဖြိုင်ဝဲမလားအစစီးမလားအကုန်ရတဲ့ all rounder ကြီးဗျကဲမင်းမသိန်းရကနာပဲချီတယ်ဒါပေမဲ့လမ်းပေါ်ကလူမိုင်းဖြစ်ချင်တယ်ဆိုရင်တော့ Mark II ကမင်းအတွက်ပဲဒါနဲ့မင်းရောဒီ JDM အဘိုးကြီးကိုချစ်လားကောင်းမှန်မှမှန်ခဲ့ဦးနောက်ထပ်ဘယ်ကားအကြောင်းသိရင်ဒီလဲ follow လုပ်တာဖို့မမေ့နဲ့အောင်နော်